ရန်ကုန်တိုင်းတွန်တေးမြို့နယ်အတွင်းရှိတွန်တေးတူးမြောင်းမှာတင်မောနှစ်စင်ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာကတင်မောတစ်စင်နစ်မြုပ်သွားခဲ့ပြီးခရီးသည်32ဦးကိုကယ်တင်နိုင်ခဲ့ပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ရေလုပ်သားတဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။တွန်တေးတူးမြောင်းရေမိုင်20နီးတွန်တေးဝကျေးရွာကြားမှာဇူလိုင်လ4ရက်ညပိုင်းကတင်မောနှစ်စင်ခေါင်းချင်းဆိုင်တိုက်မိခဲ့ပါတယ်။တိုက်မိမှုကြောင့်ဇော်မြင့်မြတ်တလို့အမိရတဲ့ခရီးသည်နဲ့ကုန်တင်တင်မောဟာရေအောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်။ဖြစ်စဉ်ဖြစ်ပြီးနောက်မိသက်တပ်ဖွဲ့နဲ့ဒေသခံတွေကအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီးတင်မောပေါ်မှာပါလာတဲ့လူ32ဦးကိုဘေးကင်းစွာကယ်တင်နိုင်ခဲ့ပါတယ်။ကယ်ဆယ်ရေးအတွင်းပျောက်ဆုံးသွားတဲ့ရေလုပ်သားဟာနစ်မြုပ်သွားတဲ့တင်မောပေါ်မှာလိုက်ပါလာသူတဦးဖြစ်တယ်လို့တွန်တေးမြို့နယ်မိသက်တပ်ဖွဲ့ကပြောပါတယ်။မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်အရအဲ့ဒီရေလုပ်သားဟာရေထဲကျသွားတဲ့ခရီးသည်တွေကိုတယောက်ပြီးတယောက်ဆွဲတင်ကယ်ဆယ်ပေးနေစဉ်မှာပဲရုတ်တရက်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။တာဝန်ရှိသူတွေကတော့ရေစီးတန်နေတဲ့အတွက်ရေစီးနဲ့မျောပါသွားနိုင်ကြောင်းခန့်မှန်းထားပါတယ်။မိုးရာသီဖြစ်ပြီးရေစီးအားအလွန်တန်နေတဲ့အတွက်ဇူလိုင်လ4ရက်ည10:00နာရီဝန်းကျင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုယာယီရပ်နားခဲ့ရတယ်လို့မိသက်တပ်ဖွဲ့ကပြောပါတယ်။လက်ရှိမှာတော့ပျောက်ဆုံးနေတဲ့ရေလုပ်သားကိုဆက်လက်ရှာဖွေနေပြီးတွန်တေးတူးမြောင်းတစ်လျှောက်ရှိကမ်းဘေးကျေးရွာတွေကိုလည်းရေစီးနဲ့မျောပါလာမှုရှိမရှိစောင့်ကြည့်ပေးဖို့အကြောင်းကြားထားပါတယ်။တစ်ဖက်မှာတော့တိုက်မိခဲ့တဲ့နောက်ထပ်တင်မောဟာဥပိုင်းနှဲငယ်သာပျက်စီးခဲ့ပြီးအခင်းဖြစ်ပွားရာနီးမှာကြောက်ချထားတယ်လို့သိရပါတယ်။နစ်မြုပ်သွားတဲ့ဇော်မြင့်မြတ်တင်မောကိုတော့လက်ရှိအချိန်ထိဆယ်ယူနိုင်ခြင်းမရှိသေးပါဘူး။ဒီဖြစ်စဉ်ကြောင့်အသက်အန္တရာယ်ကြားကနေအခြားသူတွေရဲ့အသက်ကိုကယ်တင်ပေးဖို့စူးစမ်းခဲ့တဲ့ရေလုပ်သားတဦးပျောက်ဆုံးနေဆဲဖြစ်ပြီးတာဝန်ရှိသူတွေကဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။